ကြီးကမကောင်းဘူးဟိုเจ้าရဒီเจ้าရပြေးပါလွှားရပုံရဘုန်းကြီးတို့ငယ်စဉ်ဘဝကဆိုလို့ရှိရင်ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာတဲ့အချိန်အိမ်မှာနေရတယ်လို့မရှိဘူးတောထဲမှာပုံအိတ်ကြဒီထက်တပြားတိုက်သေးတယ်နော်ညခွေးဟောင်ရင်ကြောက်နေရတယ်ကိုယ်ရင်ကိုမအေးရဘူးခွေးဟောင်လို့ရှင်ကြောက်နေရတယ်ခေတစ်တီတူးဆိုတဲ့အကောင်လေးအော်ရင်လည်းကြောက်နေရတယ်ခေရွာပြင်ကတစ်တီတူးအော်တယ်ဆိုလို့ရှင်ဟာလူဆိုးများလာသလားဆိုပြီးကြောက်နေချာခွေးဟောင်ရင်လည်းကြောက်နေရအိတ်ကောင်းခြင်းမအေးရစားကောင်းခြင်းမစားအဲ့ဒီလိုခေခါမျိုးဆိုလို့ရှိရင်ကာလဝိပတ္တိလို့ခေါ်တယ်ဖယားမပွင့်ဘူးဆိုလို့ရှိရင်လည်းလူတွေဟာအကောင်းနဲ့ဆိုအကြောင်းအကျိုးသိနာလဲခွင့်မရှိကြဘူးမာယနဲ့ပိဿာတရားတွေလွှမ်းမိုးနေတဲ့အခါမှာလည်းအဲ့ဒီခေအဲ့ဒီချိန်ပဲဟာလေကာလဝိပတ္တိလို့ခေါ်တာချိန်ခါမကောင်းလမ်းကြောင်းဖြောင်းမှတ်ဖို့မရနိုင်ဘူး